အပေါ့ပါဆင်းသွားပြီးကော်ဖီဟေးတပူတောက်လိုက်တော့လူကလန်းသွားလို့မဟာသမယတုတ်ရုပ်ဖို့လုပ်ပါတယ်ကျမညနေတိုင်းပူဇော်တာပါအဲ့ဒီပူဇော်ဖို့အေးဝံမေတုတံပဲရှိသေးအနံ့ကြီးကထောင်းကနေထားလာတယ်ရောအခုတင်ဆက်ပေးမှာကတော့333မိုင်3ဖာလုံးစာရေးဆရာမကြီးမြရည်နဲ့တာရေးသားခဲ့တဲ့ဖြစ်ရမှန်ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်333မိုင်3ဖာလုံးဆိုတာအမြန်လမ်းမကြီးပေါ်ကမိုင်တိုင်းတစ်ခုပါပဲကျမတို့ကပြင်စီလန်းကနေအမြန်လမ်းပေါ်တက်လေးရှိပါတယ်အဲ့ဒီနေရာကိုလည်းနှင်းနှင်းညညဖြတ်သွားနေကြပါပဲထူးခြားတာဖြစ်တဲ့ဆိုတဲ့အခောက်ကတော့အမျိုးသားအပေါ့သွားမယ်ဆိုတာကစားတာပါ333မိုင်3ဖာလုံးကြားမှာအမတ်တရဓာတ်ပုံရရင်အပေါ့ဆင်းသွားမယ်လို့ရန်ကုန်ဘက်ကလာရင်လမ်းညာဘက်ချမ်းပေါ်အဲ့နေရာမှာရက်ပါတယ်လမ်းမခုံးသားဘေးကတမာပင်ခက်အုပ်အုပ်လေးရှိတဲ့ဘက်ပေါ့သူကအပေါ့ဆင်းသွားပါတယ်ကျမကကားတကားဖွင့်ထားလျက်နဲ့ထားခဲ့ပြီးလမ်းလျှောက်ရင်မိုင်းတိုင်းကိုဓာတ်ပုံလိုက်ရိုက်ပါတယ်သူ့ကိုလည်းငါတို့ချဲထိုးရအောင်ဘာညာလမ်းပြောရင်းပေါ့အဲ့အချိန်မှာသူပြန်လာတော့သူအပေါ့သွားတဲ့တမာပင်ရဲ့ခိုင်းမှာလက်တော့အိတ်ကလေးတစ်လုံးချိတ်ထားတာကိုသူရောကျမရောမြင်ပါတယ်မြင်ပေမဲ့အမတ်တမဲ့ပါပဲသူ့ကိုမိုင်းတိုင်းနဲ့တွဲဓာတ်ပုံရိုက်ပေးပြီးကားပေါ်ပြန်တက်မောင်းထွက်လာတာပေါ့မောင်းလာလို့ကြိုက်တရားလောက်ပဲသွားရသေးတယ်လင်မယားနှစ်ယောက်လုံးအတော်ဆိုးတဲ့အနံ့ကြီးကိုရပါတယ်ပုတ်စော်လိုလိုနဲ့အနံ့ရတဲ့ကမူသွားတာပါပဲသူကအနံ့ရတာကျမကိုမပြောပါဘူးကျမကကားဖျားကိုလူထားတဲ့စပယ်ဘန်းကရတဲ့အနံ့လားဆိုနန်းကြည့်တော့မှအနံ့နန်သလားမေးပါတယ်ဟုတ်လို့ပြောတော့သူကငါမိမရေတိတ်တော့မဟုတ်ဘူးခေဆိုပြီးနေရောက်သားအမြအတန်းပေးဝေကားမန်တွေချအပြင်လေးဝင်အောင်လုပ်ပြီးအနက်ပြောက်ပြီးဆိုတော့မှမန်ပြန်တင်ပါတယ်ကားအဲကွန်တော့ဖွင့်ထားတာပါဒီလိုနဲ့မန္တလေးရောက်တဲ့အထိလည်းမနန်တော့ပါဘူးကျမဆေးသွပြတာမို့ကားကိုဆေးကန်းတွေရှိနေပူရဲရက်ထားပြီးပြန်တက်မှဘာအနက်မှမရပါဘူးနောက်ဆုံးသွားဆေးကန်းဝင်ပြပြီးပြန်တော့မိုးချိုးစပြပါပြီကျမကသွေးချဲဆေးတောင်းနေရတာဆိုတော့သွားလောက်တာကသွေးအတော်ထွက်ပြီးမူးနေတော့တာဒါနဲ့ကိုဖော်သားကြည့်ပြီးဖြည်းဖြည်းမောင်းတော့ကျမမူးနေလို့အေးလိုက်ခဲ့မယ်ဆိုပြီးမိန်လိုက်လာတာပေါ့အဲ့အထိလည်းဘာအနမ်းမှမရပါဘူးနောက်တရားဦးလန်းနာက BOC မှာစီဝင်ထည့်ပါတယ်အပေါ့အပါဆင်းသွားပြီးကော်ဖီအေးတပူတောင်းလိုက်တော့လူကလန်းသွားလို့မဟာသမယတုတ်ရုပ်ဖို့လုပ်ပါတယ်ကျမကညနေတိုင်းပူဇော်တာပါအဲ့ဒါပူဇော်ဖို့အေးဝံမေတုတံပဲရှိသေးအနံ့ကြီးကထောင်းကနေထားလာပါရောညကြီး8နာရီလောက်အမြန်လန်းပေါ်ကားပေါ်လဲလင်မယားနှစ်ယောက်တည်းကျမကြောက်လိုက်ပုံမပြောပါနဲ့တော့ယောက်ျားကလည်းနေမဟာသမယတုတ်မဖြစ်ဘူးမေတ္တာတုတ်အရင်ရွတ်ဟဆိုပြီးမေတ္တာတုတ်ရွတ်အဆောင်အလျှောက်တွေနှက်ပိုင်းကုန်းမိုင်တွေမေတ္တာရက်ခံကားပေါ်မှာပါလာရင်လဲဆင်းနေခဲ့ပါပေါ့တက်သမျှမတ်သမျှပြောပြပြီးကြောက်ကြောက်နဲ့မောင်းလာကြတာအဲမတ်တိုင်ကြော်တော့အနံ့မရတော့ပါဘူးဒါနဲ့အိမ်ပြန်ရောက်ရောဆိုပါတော့ခါတိုင်း3နာရီလောက်မောင်းရပေမဲ့အဲ့နေ့က2နာရီခွဲလောက်နဲ့ပြန်ရောက်လာခဲ့ရောပေါ့ဗျာအဲ့မှာဇက်လန်ပြီးချင်တော့မပြီးဘူးဗျာအဲ့ဒီနောက်ပိုင်းဘေသွားကားပေါ်ကျမပါရင်နန်တော့တာအဲ့ကွန်းတွေရေတိုင်ကြီးတွေအကုန်ပြန်လို့မရဘူးနန်တာပဲကျမပါမနန်တာအဲ့အနံ့ရပြီဆိုရင်လေကျမကအမူသွားပြီးလူမမလုံးဖြစ်သွားရော2ရက်လောက်မထားနိုင်ဘူးဒါနဲ့ကျမရောက်ခမများကသူတို့မိတ်ဆွေအကြအမြင်ဆီယာမစီခေါ်သွားပါတယ်ဆီယာမကဟောစားတဲ့သူမဟုတ်ပါဘူးတကယ်တော့သမထဆရာပါသူစီရောက်တော့သူကဘာပြောလဲဆိုတော့သမီးတို့ကားပေါ်ပါလာတာဟုတ်တယ်တဲ့အမျိုးသမီးအသက်25နှစ်လောက်အရွယ်တဲ့ကားကချိတ်ဆွဲသွားလို့မျက်နှာတစ်ချမ်းကရုပ်ပြက်ဆင်းပြက်ဖြစ်နေတာတဲ့သူကအဲ့နာမှာတခြားပရလောကသားတွေနှိမ့်ဆက်ခံပြီးပြေးလွှားနေရတာတဲ့သမီးတို့ကားကိုတကားဖွင့်ထားလို့သူကတက်ပုံရင်ပါလာတာတဲ့နေကြော်သွားလို့ပြန်မရဘူးသမီးဆွန်းတင်ငန်းလူပေးပြီးပြေးရွတ်လိုက်ပေါ့တဲ့အဲ့ဒါနဲ့အကိုဦးစင်းတွေကိုရှောက်ပြီးကားကိုပြေးရွတ်ဖို့လုပ်တာပေါ့ဆွန်းကြိုက်ဖို့တင်ငန်းကပရိတ်နာစိတ်ရှင်းပြီးအေးဆေးပဲပေါ့နော်တကယ်တော့မအေးဆေးဘူးဗျာကျမတို့အဲ့လိုတွေဖြစ်နေတာတလားလောက်ကြာပါတယ်နောက်အခါဆေးပြသွားဖို့မန္တလေးသွားတော့ကျမယောက်ျားဖုန်းနဲ့ကားပေါ်မှာတချင်းဖွင့်လာပါတယ်အဲ့ဒီနှချိုးနာကမင်းစုံတောင်းဘေးမဲ့တော့ခွေလဲရရောကားဆောင်ပေါက်ကနေအထိတ်တလက်အတန်နဲ့ကျမကိုကေကြပါရှင်ကေကြပါလို့သုံးကတီတီအော်တန်ထွက်လာပါတယ်အဲ့ဒါနဲ့ကျမတို့လင်မယားရုတ်တရက်လန့်ပြီးကားရက်ပါတယ်
တချင်းကမောအောင်တချင်းဖွင့်ထားတာပါရေဒီယိုကမဟုတ်ပါဘူး MP3 ဖွင့်ထားတာပါကားရက်ပြီးချိန်မှာတက္ကသိုလ်တချင်းတစ်ပုတ်ပြောင်းသွားပါတယ်သူ့ဖုန်းထဲမှာတချင်းကမြကျိုးညူညူတခွေရဲမောအောင်တခွေရဲထူအိမ်တင်တခွေရဲပဲပါတာပါရှိသမျှအတန်ဖိုင်အားလုံးမှာလည်းကေကြပါအောင်ချင်းဆိုတာမပါပါဘူးကြားလိုက်ရတာလင်မယားနှစ်ယောက်လုံးပါအတန်ကတထိတ်တလန့်ဖြစ်တာလွဲလို့ကြည်ကြည်လင်းလင်းပါပဲဒါနဲ့မန္တလေးမသွားတော့ပဲပြန်လာကြပါတယ်ပြန်လာတော့လဲအနှံ့ကပြန်နံလာပါတယ်မနေ့ပိုင်းဆိုတော့ညလောက်မကြောက်ပါဘူးအိမ်ပြန်ရောက်တော့မဖြစ်ဘူးဆိုပြီးညတောင်ကြီးဆရာတော်ကြီးတပည့်ဝိဇာလန်လိုက်နေတဲ့အကိုတပားကိုသွားလျှောက်ကြပါတယ်တွားလျှောက်တော့သူကညနေ4 နာရီရောက်လာဖို့နဲ့သူအစီအစဉ်တွေလုပ်ပေးမယ်လို့မိန့်လိုက်တော့ပြန်လာကြတာပေါ့ညနေကျသွားကြရောဇက်လန်းကအခုမှအမြင့်ဆုံးရောက်မှာအဲ့မှာရောက်လို့ဖုံးကရေတပလင်းကိုမမုတ်ရွတ်ဖက်ပါတယ်ဖျားရှိပေါ့အဲ့အချိန်ကျမကဘယ်ဘက်တစ်ချမ်းလုံးကြက်သိန်းတွေတဖြန်းဖြန်းထပြီးခေါင်းကသပင်တွေပါထောင်းထောင်းလာသလိုပါပဲအမျိုးသားကိုကြည့်ငါငိုချင်နေတယ်လို့ပြောတာလဲကိုမှတ်မိပါတယ်ဒါပေမဲ့ကိုထိုင်နေတာကိုပြန်ကြည့်နေရသလိုကြောင်ကြီးဖြစ်နေတာလဲသိနေပါတယ်ဖုံးကကဲလာကားပေါ်သွားမယ်ဆိုပြီးကျောင်းထဲကနေကားနာသွားတော့ကျမကတိတယ်လို့မတိတယ်လို့နဲ့ကားပေါ်မှာသူကရွတ်ဖက်ပြီးအမိန့်ပြန်ပါတယ်အမိန့်ပြန်တာကိုကောင်းသိပြီးသမီးငိုချင်နေတယ်လို့ရှောင်းလိုက်ပါတယ်ရှောက်ပြီးတော့သူကကဲကားပေါ်တက်တရားထိမောင်းလို့ပြောလို့အမျိုးသားကကားပေါ်တက်ပြီးမြို့အထွက်တရားဘက်ကိုမောင်းပါတယ်ကျမငိုင်းတိုင်နဲ့လိုက်လာလို့ဖုံးကသမီးနဲ့တစ်ချိန်လုံးခေါ်လာတာပါတရားမရောက်ခင်မှာပဲအတိလွတ်သွားပြီးတအားအော်တော့တာပါပဲခုစာရေးမာတွေကသူတို့ပြောတာတွေပါနော်ကျမတအားအော်ပြီးတအားငိုတော့ဖုံးကကားကိုပြန်လှည့်ခိုင်းပြီးပရိတ်ပူဇော်ပေးတဲ့အကိုရီเจ้าကိုမောင်းခိုင်းပါတယ်9 မိနစ်တာလောက်မောင်းရတာပါဝူဝါတွေပြောပြီးတအားအော်ငိုတာတဲ့เจ้าရောက်တော့ကားဘော်ကဆင်းခိုင်းလို့မရပါဘူးတဲ့ကုရှင်းကိုမျက်နှာအပ်ပြီးတအားအော်ငိုနေတာပါတဲ့ဒါနဲ့အမျိုးသားကပွေပြီးเจ้าမော်တင်ပေးပါတယ်အကိုရီလည်းဘာဖြစ်တာလဲလို့အံ့ဩနေကြတာပါလာတဲ့ဖုံးကပြောတော့အကိုတပားကဘာပြောချင်တာလဲပြောပါဘာလို့လဲနားလဲအောင်ပြောပါလို့မေးတော့အိမ်ပြန်ချင်လို့ပါလို့ပြောပါတယ်တဲ့ဖះရောအကိုရောဥမချပါဘူးတဲ့မျက်နာကိုလက်သီးဆုံးနဲ့အုပ်ပြီးအော်ငိုတာတဲ့ကျမအော်ငိုတဲ့အတန်ကိုကြောင်းပေးပေ30လောက်ဝေးတဲ့အိမ်ကကြားရပါတဲ့အိမ်ပြန်ချင်တယ်ပြောလို့ဖုံးတပားကဘယ်ပို့ပေးရမလဲမေးတော့လဲမပြောတတ်ဖဲခေါင်းရမ်းနေပြီးပြန်ပို့ပေးပါလို့ကြီးပြောနေတဲ့ဒါနဲ့အိလန်ကျော်ကျွမ်းတဲ့အကိုတပားနဲ့အမျိုးသားကရွာစဉ်ပြောမေတော့မှအမြန်လန်းပေါ်တိုးဂိတ်နားမှာရဲကင်းရှိတယ်လို့အဖြေရပါတဲ့အကိုဆရာတော်တွေကလည်းတို့လိုက်ဖို့မယ်ခုမနောက်ရှက်နဲ့မနဲ့ပြန်မနဲ့9 နာရီနှင့်ကိုလာခေါ်မယ်အခုကားပေါ်မှာအေးဆေးနေဆိုတော့ခေါင်းငိမ့်တဲ့ငါတို့အမျှဝေတာမရဘူးလားဆိုတော့ငြိမ်နေပြီးဘာမှမပြောဘူးတဲ့ငါနမရေတောက်မလားလို့မေးတော့ခေါင်းငိမ့်ပြတဲ့ပရိတ်ရေတိုက်တော့အကုန်ထွေးထုတ်ပြီးအဲ့တော့မှကြော့ခိုင်းလို့ရပါတယ်မျက်နာကိုလက်သီးဆုပ်ပြီးကာထားတာရဟန်း3 ပါးဝိုင်းဖြေတာလက်သီးဆုပ်မပြေပါဘူးသူဟာသူကြော့ပြီးပြန်ထွက်သွားတယ်ထင်ရပါတယ်ကျမအသိပြန်ကက်တော့ရေရီဆူရွှဲချွေးရီရောမျက်ရည်ရီရောပါထူးဆန်းတာကအရှိုက်ကြီးတငယ်အောင်ငိုပေမဲ့မမောတလို့အတန်လဲမဝင်လေချောင်းလဲမနာပါဘူးဒါနဲ့သူတို့လည်းပရိတ်အကာအကွယ်လုပ်ပေးကြပြီးကျမတို့ပြန်လာပါတယ်ညအိတ်တော့ကြောက်စိတ်နဲ့နှုတ်တဝက်ဖြစ်နေပြီးကျမဘယ်ဘက်လက်တဖွားကိုလက်သေးချွန့်နဲ့ခဏလာကုတ်တယ်လို့ခံစားရပါတယ်မနှက်ဖုံတွေကြွမလာခင်မိသားစုမနှက်စားတော့ထမင်းစားခန်းအပေါ်ကနေကြီးတကောင်ကအားဆိုပြီးကြောက်စရာအော်တန်နဲ့အော်ပါတယ်ဒါနဲ့အမေလည်းအပြင်ကိုထမင်းတို့မုံတို့ယူသွားပြီးချမ်းပြေမှာချကျွေးခဲ့ရောဖုံတွေကြွလာတော့ကျမမနေ့ကဝတ်ထားတဲ့အဝတ်အစားဖက်နဲ့စားရာရီယူတမခိုင်းနဲ့အိမ်နဲ့ကားရောကျမရောပုတ်ပြီးခေါ်ပါတယ်တမခိုင်းပုတ်တဲ့ဖုံကပါရာတိချပါတယ်အလေးကြီးပဲလို့ပြောလို့တခြားဖုံတွေပါမှားကြည့်ကြပါတယ်ဟုတ်တယ်လို့ပြောပြီးတပိုးတဲ့သူတို့အဖွဲကတပိုးကြအိမ်မှာကျန်တဲ့အဖွဲကတရော်ကမွန်းနဲ့ခေါင်းလျှော်ခိုင်းပြီးပရိတ်ရုပ်ဖက်ပူဇော်ပေးပါတယ်ဆေးချိုလဲတိုက်ပါတယ်တပိုးတဲ့အဖွဲပြန်လာတော့သူပြောတဲ့ရဲကင်းရှိတဲ့တိုးဂိတ်ဘေးမှာအိမ်တလုံးရှိတယ်ချမ်းလောက်ထားတဲ့ခြံဝင်းလို့ပြောကြပါတယ်အဲ့ဒီနောက်တော့ဘာနှမ်းမှလည်းမရဘာမှလည်းမဖြစ်တော့ပဲအခုကျမ်းမာပဂတိချမ်းသာစွာရှိပါကြောင်းကျမတို့လင်မယားအမြန်လန်းကနေမသွားတော့တာအဲ့အချိန်ကလေးကဖြစ်ပါကြောင်းအဆုံးထိလိုက်ပါနာဆင်ပေးကြသောသောတာရှင်အပေါင်းတို့အားကျေးဇူးတင်ရှိပါတယ်ရှင် Like and subscribe လေးပေးခဲ့ကြဖို့လည်းတောင်းဆိုပါရပါစေရှင်